ဖျားเจ้าပြီးအပြန်မှာပေါ့နော်ကျမရဲ့သားလေးညာဖက်နားလေတော်တော်လေးကြိုက်ပြီးအရန်နာတယ်ဆိုပြီးအရန်ငိုနေတယ်အဲ့ဒါနဲ့ကျမလည်းဟာဘလို့ဖြစ်တာလဲဆိုပြီးကျမစိတ်ထဲမှာပေါ့နော်ဘာဖြစ်လို့ကျမတို့တခြားနေရာတို့ဘာတို့လဲတဲ့အချိန်မှာဒီလိုနာတယ်ဆိုရင်ကျမခံတာတယ်ဖယားနှုတ်ကပတ်တော်ရှိတဲ့နေရာမှာလွတ်မြောက်ခြင်းရှိတယ်လို့ပြောတယ်အဲ့ဒါဘာဖြစ်လို့ကျမတို့ဖယားเจ้าအပြန်မှာဒီလိုဖြစ်တယ်လဲဆိုပြီးကျမဖယားစီမှာဆူတောင်းတယ်ကျမအခုလို့မဟုတ်ဘူးကျမမျက်ရည်မျက်ခွက်နဲ့ကိုကျမတကယ်ဖယားစီမှာဆူတောင်းတယ်3-4ချိန်တောင်းတယ်မပြောက်ဘူးစတိုက်မနာပဲနဲ့9မိနစ်တစ်ချိန်လောက်ပေါ့နော်ငိုပြီးတော့သူအလူလိမ့်ခံစားတယ်အဲ့ဒါကျမနောက်ဆုံးတော့ခရစ်ပါကျမတို့ဆူတောင်းမယ်ဆိုပြီးကျမတို့လင်မယားညောင်းစလုံးနှလုံးကြေကွဲဆန်နဲ့ဖျားစီမှာဆူတောင်းတယ်အဲ့ဒါနဲ့ကျမအဲ့ဒီကျန်းစာထဲမှာပေါ့နော်စီအကြောင်းကိုကျမဖတ်တဲ့ဟာကိုဘာပဲဖြစ်ဒီစီတွေလဲဖျားရှင်အသုံးပြုရဆိုရင်ဒီသားအတွက်ကျမ်းမှာခွင့်ပေးမှာပဲဆိုပြီးအဲ့ဒီစီကိုကျမလက်ထဲမှာဖျားစီမှာကျမဆူတောင်းပြီးတော့သူ့နားထဲမှာကျမလိန်ပေးလိုက်တယ်အဲ့ဒါနဲ့ကျမတို့လင်မယားဆူတောင်းနောက်ဆုံးမှာဖျားကိုကျမဘာဂတိပေးတယ်လဲဆိုရင်ဖျားရှင်ဒီညမှာကျမတို့ဆေးရုံမရောက်ဘဲနဲ့ကျမရဲ့သားလေးဟာကျမ်းမာတယ်ဆိုရင်ဖျားရှေ့လူရှိမှာကျမတည်ခံပါမယ်ဆိုပြီးတော့ကျမမျက်ရည်မျက်ခွက်နဲ့ဖျားစီမှာဆူတောင်းတယ်အဲ့ဒါနဲ့ကျမတို့ဆူတောင်းပြီးတော့သူနှစ်ချက်ဖျားရှင်ကျေးဇူးတော်ကြောင့်အိပ်ပျော်သွားတယ်ဒီနေ့မှလည်းလန်းဆန်းနဲ့ကျမတို့ကိုဒီနေ့ဖျားရှင်ကရောက်ပို့ဆောင်တယ်ထိုဖျားရှင်တာ၍ဘုန်းကြီးပါစေအဲ့ဒါကျမစိတ်ထဲမှာပေါ့နော်ဒီအရာဟာစာတန်ကနေလာတာလားဖယားကကျမကိုယုံကြည်ခြင်းစမ်းတာလားဆိုတာပြန်ပြီးတော့သိချင်းပြန်တယ်အဲ့ဒါနဲ့ဖယားရှင်စာတန်စီကလာတဲ့အရာဖြစ်တယ်ဆိုရင်ကျမကိုအိမ်မက်အားဖြစ်ဖယားရှင်ဖော်ပြပါဆိုပြီးတော့ကျမဆူတောင်းတယ်အဲ့ဒါနဲ့ကျမအိမ်မက်ပေါ့နော်ကျမအိမ်မက်ထဲမှာပေါ့နော်ခွေးရိုင်းပေါ့နော်ခွေးရိုင်းတကောင်ဟာကျမတို့သားအမိကိုကြိုက်ဖို့ပေါ့နော်ပြေးပြီးမှလာနေတာအနက်ရောင်ပေါ့နော်အဲ့ဒါနဲ့ကျမအိမ်မက်ထဲမှာဖနက်နဲ့ပေါ့နော်ဖနက်နဲ့ဒီလိုလှုပ်ပြီးတော့ခွေးရဒီလိုမှောက်အဲ့ဒါကျမနိုးလာတဲ့ခါမှာပေါ့နော်အော်ဖယားရှင်ဟာစာတန်ကိုပေါ့နော်သူ့ရဲ့နှုတ်ကပတ်တော်မှာတွေ့တယ်သူ့ရဲ့ခြေထောက်နဲ့သူ့ကောင်းကိုကြိတ်ပြီးတော့အောက်မှာထားပြီးသားတေပြီးသားဖြစ်တယ်ဆိုတာကိုကျမဖယားကပြန်ပြီးတော့ကျမနှလုံးသားထဲမှာပြန်ပြီးတော့စကားပြောတယ်အဲကြောင့်မလို့ဒီနေ့မှာဖယားရှင်ဟာအယံပဲကောင်းမြတ်တယ်ကျမတို့မိသားစုပေါ်မှာအယံပဲအံ့ဩဖွယ်ဖျားရှင်တသက်ကိုကျမတို့အပေါ်မှာပြတယ်ဆိုတာဒီယုံကြည်သူများအားလုံးရှေ့မှာတသက်ခံရခြင်းဖြစ်ပါတယ်ဂျာနာသူရောက်စီတိုင်းအတွက်ဖျားရှင်ကောင်းချီးပေးပါစေအာမင်